မျိုးသမီးတဦးဟာမှားယွင်းပြီးကြောက်တုံးတစိတ်ခတ်ထားတဲ့ပစ္စည်းတစ်ခုကိုနင်းမိခဲ့ရာကတစိတ်ပြုတ်ထွက်သွားခဲ့ပါတယ်။နှစ်ပေါင်း100ကြာအကျဉ်းကျနေတဲ့ဂျင်ဂျန်နီရဲ့ဝိညာဉ်ဟာနောက်ဆုံးမှာတော့အလင်းရောင်ကိုပြန်မြင်ခွင့်ရသွားခဲ့တာပေါ့။ဂျင်ကအမျိုးသမီးကိုချက်ချင်းပဲဆူတောင်း3ခုတောင်းပါပြည့်တာနဲ့ငါလွတ်လပ်ခွင့်ရမယ်လို့ပြောပါတယ်။ဒါပေမဲ့အမျိုးသမီးကအထင်လွဲပြီးဂျင်ကသူမရဲ့အလှပကိုလိုချင်နေတယ်လို့ထင်သွားပါတယ်။ဒါကြောင့်သူမကဂျင်ကိုနှစ်နေရာနင်းပြန်သွားတော့လို့ဆူတောင်းလိုက်ပါတယ်။တခဏချင်းမှာပဲဂျင်ဟာအေးဆက်တဲ့ပင်လယ်ထဲကိုပြန်ကျသွားပြီးနောက်ထပ်နှစ်ပေါင်းရာချီကြာအောင်ပြန်လဲပိတ်လောင်ခံလိုက်ရပါတယ်။ဒီနေ့မှာတော့ချမ်းသာတဲ့ကုန်တဲ့တဦးရဲ့အစီခံကငါးဘိုက်ကိုခွဲရကနေရွှေရောင်ပလင်းတစ်လုံးကိုတွေ့ရှိခဲ့ပါတယ်။သူကပလင်းရဲ့တန်မိုးကိုသိတဲ့အတွက်ကုန်တဲ့ရဲ့18ရောင်မြောက်စနည်းအစ်စ်ကိုလက်ဆောင်ပေးလိုက်ပါတယ်။အမျိုးသမီးကပလင်းကိုဖွင့်လိုက်တဲ့အခါခရမ်းရောင်မီးကိုငွေတွေထွက်ပေါ်လာပြီးဂျင်ဟာတဖန်ပြန်ထွက်လာခဲ့ပါတယ်။ဂျင်ကသူမရဲ့ဆူတောင်း3ခုကိုဖြည့်ဆည်းပေးဖို့ကတိပေးပေမဲ့အမျိုးသမီးကစုကိုအလောတကြီးမတောင်းမဲ့သူမရဲ့လက်ရာတွေကိုလိုက်ပြပါတယ်။သူမဟာကျွမ်းကျင်တဲ့အမှုပညာရှင်တဦးဖြစ်ပေမဲ့သူမရဲ့လက်ရာတွေကိုဘယ်သူမှမမြင်ဘူးကြပါဘူး။ဂျင်ကသူမရဲ့ပထမဆုံးဆူတောင်းဖြစ်အသိပညာဗဟုသုတတွေကိုပေးခဲ့ပါတယ်။အခန်းတစ်ခန်းလုံးကိုစာအုပ်တွေနဲ့ဖြည့်ပေးလိုက်တာကြောင့်အမျိုးသမီးဟာနင်းညံ့မပြတ်စာဖတ်ပြီးသင်ယူပါတယ်။နောက်ပိုင်းမှာဂျင်ကစာအုပ်တွေကိုဖန်ရည်ကြည့်လို့ဆေးရည်ဖြစ်ပြောင်းလဲပေးလိုက်ပြီးသူမကတောက်လိုက်တဲ့အခါအသိပညာအလုံးဟာသူမရဲ့အသိစိတ်ထဲရောက်ရှိသွားပါတယ်။အချိန်ကြာလာတာနဲ့အမျှသူမဟာကဘာကြီးရဲ့နဲ့နေတဲ့လှုပ်ဝက်ချက်တွေကိုပိုသိကျင်လာပြီးဒုတိယဆုအနေနဲ့အဆုံးမရှိတဲ့စိတ်ကူးစိတ်တမ်း inspiration ကိုတောင်းလိုက်ပါတယ်။သူမရဲ့ဉာဏ်ပညာနဲ့ဖန်တီးနိုင်စွမ်းကိုမြင်ရတဲ့အခါဂျင်ဟာသူမကိုပထမဆုံးအကြိမ်စတင်ချစ်မိသွားပါတယ်။အခုဆိုရင်ဂျင်ဟာလွတ်လပ်ခွင့်မရချင်တော့ပါဘူး။တကယ်လို့သူမကတတိယဆုကိုတောင်းလိုက်ရင်သူဟာထာဝရပြောက်ကွယ်သွားမှာကိုသူကြောက်နေမိပါတယ်။ဒါကြောင့်အမျိုးသမီးကတတိယဆုကိုပြောဖို့ပြင်တဲ့အခါမှာတော့ဂျင်ကသူမကိုသူ့ရဲ့အိုမင်းမစွမ်းခင်မုန်းတီလိုမျိုးပဲသူ့ကိုပြန်လဲချုံနှောင်ထားတယ်လို့ဆွဆွဲပါတယ်။ဂျင်ဟာသူမကိုဘလို့ရှင်းပြရမှန်းမသိတော့ပဲသူ့စိတ်ထဲမှာအပြစ်ပေးခြင်းဆိုတဲ့အတွေ့အကြုံပဲကြံပါတော့တယ်။သူဟာသူ့ဘာသာသူပလင်းထဲကိုပြန်ဝင်ပြီးပိတ်လောင်လိုက်ပါတယ်။ဒါဟာသူ့ရဲ့အမှားအတွက်ပေးဆက်မှုလို့သူထင်ခဲ့တာပါ။ဒါပေမဲ့နောက်ဆုံးအခိုက်အတန့်မှာအမျိုးသမီးကအဆိုးရွားဆုံးဆုတစ်ခုကိုတောင်းလိုက်ပါတယ်။သူမကဂျင်နဲ့ပတ်သက်တဲ့အရာအလုံးကိုမေ့သွားပါရစေလို့ဆုတောင်းလိုက်ပါတယ်။သူမရဲ့မျက်လုံးထဲမှာဂျင်နဲ့ပတ်သက်တဲ့အမှတ်တရတွေသူတို့ကြားကတန်ရောစင်တွေအားလုံးပျောက်ကွယ်သွားပါတယ်။နောက်ထပ်နှစ်ပေါင်း1000ကြာသွားတဲ့အခါဂျင်ပိတ်လောင်ခံထားရတဲ့ပလင်းဟာရှေးဟောင်းပစ္စည်းအယောင်းဆိုင်တစ်ခုကိုရောက်သွားပါတယ်။အမျိုးသမီးတစ်ယောက်ကအဖိုးတန်တဲ့ဈေးနှုန်းပေးပြီးဝယ်သွားပါတယ်။သူမအိမ်ရောက်လို့ပလင်းမျက်နှာပြင်ကိုပုတ်တိုက်ပြီးတန်ရှင်းရေးလုပ်လိုက်တဲ့အခါပလင်းကရုတ်တရက်ကွဲသွားပြီးခရမ်းရောင်မီးခိုးငွေတွေထွက်လာပါတယ်။ဂျင်ဟာဒီကဘာလေးကိုနောက်တစ်ကြိမ်ထပ်မံချေချတာပြန်ပါပြီ။ကဲ